ကဘာတဝမ်းကအလဲပတ်ထွက်လို့အကောင်းဆုံးနေရများမင်္ဂလာပါ Story Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တရားစားတော့ကြိုက်တဲ့သူလားဒါမှမဟုတ်အလှပကြိုက်တဲ့သူလားဒါမှမဟုတ်ဈေးဝယ်ထွက်ရတာကြိုက်တဲ့သူလားဒီအချက်၃ချက်လုံးမဟုတ်သေးဘူးဆိုရင်တော့နောက်ဆုံးတစ်ခုကြံပါတော့တယ်ဒါဆိုရင်တော့တရားအလဲပဲခီးထွက်ရတာကိုကြိုက်နေတတ်တဲ့သူတို့ပဲဖြစ်မှာပါလူမျိုးမျိုးစိတ်ထွေတွေဖြစ်လို့တယောက်နဲ့တယောက်အကြိုက်မတူနိုင်ပါဘူး Story Channel ဖွဲ့သားကြီးထဲမှာလဲခီးသွားတာကြိုက်လား Story Channel ဖွဲ့သားကြီးထဲမှာခီးသွားတာကြိုက်တာအစားတောက်ကြိုက်တာအလားပါကြိုက်တဲ့သူဆိုပြီးရှိကြပါတယ်အခုတစ်ခေါက် Story Channel ရဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့ဖွဲ့သားတွေတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ကဘာတဝမ်းကအလဲပတ်သွားလို့အကောင်းဆုံးနေရာတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီလိုတင်ဆက်ခြင်းမျိုးမှာကဘာခီးသွားစစ်တမ်းကောက်ယူမှုတွေရခီးသွားလာမှုအများဆုံးနိုင်ငံတွေကိုတင်ဆက်ပေးမှာဖြစ်လို့ပရိသတ်တွေအကြိုက်နဲ့မကိုက်ညီတာမျိုးလည်းရှိနေပါတယ်ကဲဒါဆိုတော့အချိန်ဆွဲမနေတော့ဘဲနဲ့ပရိသတ်တွေအတွက်တင်ဆက်ပေးသွားပါတော့မယ်နံပါတ်1ပြည်သက်နိုင်ငံ Paris မြို့ပြည်သက်နိုင်ငံ Paris မြို့ကိုအချစ်မြို့တော်လို့တင်စားခေါ်ဝေါ်ကြပြီးတွားရောက်လေပတ်စရာနေရာများနဲ့ပြည့်နှက်နေခဲ့ပါတယ်။ Eiffel Tower ကမ္ဘာကြီးဆုံးနဲ့လူသိအများဆုံးအနုပညာတိုက်ဖြစ်တဲ့ The Louvre Museum တွေပြင် Gothic style နဲ့တည်ဆောက်ထားပြီးတော့ရင်းချင်းမှုသမိုင်းနောက်ခံထင်ရှားတဲ့ Notre Dame ခရစ်ယာန်ဘုရားကျောင်းဟာလည်းလူသိများထင်ရှားနေတဲ့နေရာတစ်ခုပါပဲ။ဒါပြင် style ကျတဲ့ fashion design တွေစောက်လုပ်ကောင်းတဲ့မဟုတ်အမျိုးအစားများစွာရှိပြီးတပုံစရာတွေစိတ်ကြံနေရာတစ်ခုလို့လည်းသိရပါတယ်။နံပါတ်1ဂျပန်နိုင်ငံကျိုတိုမြို့ဂျပန်နိုင်ငံလို့ဆိုလိုက်ရင်တော့မြို့တော်တိုကျိုကိုသာပြင်းမြင်မိကြမှာဖြစ်ပြီးတော့တကယ်တမ်းမှာမြို့တော်တိုကျိုထက်နောက်ထပ်မြို့တစ်ခုဖြစ်တဲ့ကျိုတိုကိုခီးသွားလာရောက်လေပတ်သူအများဆုံးလို့သတ်မှတ်ထားပါတယ်။ဖျားဆောင်များတရားများတဘာဝဥယျာဉ်များနဲ့ဂျပန်နိုင်ငံရဲ့အထင်ကရတစ်ခုဖြစ်တဲ့ Cherry Pen တွေကခီးသွားပြည်သူတွေကိုအဓိကဆွဲဆောင်မှုရှိသေးတဲ့အရာတွေလို့လည်းဆိုရမှာပါ။နံပါတ်3အီတလီနိုင်ငံရောမမြို့ကိုလိုစီယန်တို့ခေါ်တွင်တဲ့နှစ်ပေါင်းများစွာတက်တန်းရှိတဲ့ရောမအင်ပါယာကာလမှာတိဆောက်ခဲ့တဲ့အဆောက်အအုံတွေ Vatican မြို့တော်နဲ့ Trevi Fountain လို့ခေါ်တဲ့ရေတံခွန်တွေကအီတလီနိုင်ငံရောမမြို့ရဲ့ထင်ရှားတဲ့အရာတွေပါဒါအပြင်ပီဇာနဲ့ဂယ်လာတိုလို့ခေါ်တဲ့တာမန်နဲ့မတူတဲ့ရေခဲမှုဟာလေဓမုထူးကြတဲ့အစားအသောက်ဖြစ်နေထင်ရှားပါတယ်နံပါတ်4ထိုင်းနိုင်ငံဘန်ကောက်မြို့အရှိတောင်အာရှထဲမှာခီးသွားပြည်သူတွေအများဆုံးလာရောက်လည်ပတ်တဲ့နိုင်ငံဆိုရင်တော့ထိုင်းနိုင်ငံဘန်ကောက်မြို့လို့ပဲပြောရမှာပါရေကြီးမှုထုံးကားတဲ့ဖျားစီတွေရေပေါ်စည်းတွေ street food တွေနဲ့လည်းလဲပတ်စရာများပြားလှတဲ့အရာတွေနဲ့ပြည့်နေနေခဲ့ပါတယ်ဒါအပြင်အရှိတောင်အာရှရဲ့ယဉ်ကျေးမှုတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပြီးယဉ်ကျေးမှုထုံးကားရာနေရာတစ်ခုကိုထဲထဲဝင်ဝင်မြင်တွေ့ရမှာဖြစ်ပါတယ်နံပါတ်5ဩစတြေးလျနိုင်ငံစစ်ဒနီမြို့အော်ပရာတချင်းမျိုးစားနဲ့ဇလန်တို့ပေါင်းဆက်ဖန်တီးထားတဲ့နုပညာဖျော်ဖြေပွဲတွေကိုပြသတဲ့ Opera House လိုင်းစီခြင်းနေဝင်နေထွက်ကြည့်လို့လှခြင်းပင်လယ်ဟာတခြားသောပင်လယ်တွေထက်တန့်နေခြင်းဓပုံရရန်ရှုခင်းကောင်းမှုမှုတို့ကြောင့်ဓပုံစရာတွေစိတ်ကြိုက်ဖြစ်နေခြင်းတို့နဲ့ပြည့်နှက်နေတဲ့ Brody Beach အင်ဂျင်နီယာတွေရဲ့အံ့ဩသင့်စရာလက်ရာတွေနဲ့တူစစ်ဒနီမြို့ရဲ့နာမည်အကြီးဆုံးတရားဖြစ်တဲ့ဟာပါတရာရီနဲ့ခြံရစ်ထားတဲ့ဩစတြေးလျနိုင်ငံစစ်ဒနီမြို့ဟာလည်းခီးသွားပြည်သူတွေအလဲပတ်လာရောက်လို့ရှိတဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်အထက်မှာဖော်ပြခဲ့တဲ့နေရာတွေကခီးသွားလာရင်အသင့်တော်ဆုံးနိုင်ငံနဲ့မြို့များကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့တင်ဆက်ပေးမှာကဘာကြောင့်ခီးသွားတဲ့လဲဆိုတဲ့အကြောင်းအရာပါစိတ်အေးချမ်းမှုရခြင်းခီးသွားကြစိတ်ပီစီမှု stress တွေကိုလျှော့ချစေနိုင်ပြီးစိတ်ထဲကျနေမှုတွေကိုလည်းအကောင်းဆုံးပြန်လည်မြင့်တင်ပေးပါတယ်နေရာသစ်တွေမှာမမြင်ဘူးတဲ့လှပတွေကိုငေးကြည့်ရင်စိတ်ပျော်ရွှင်မှုပြန်လည်ရှာဖွေနိုင်တယ်လို့မိမိကိုယ်ကို reset ပြုလုပ်ဖို့အကောင်းဆုံးအခြေအနေတစ်ခုကိုရရှိစေမှာဖြစ်ပါတယ်နံပါတ်1အသစ်တွေသင်ယူနိုင်ခြင်းခီးသွားခြင်းဟာမိမိတွေးခေါ်နေကြအတွေးခေါ်နေနဲ့မတူညီဘဲနဲ့ဘာသာတကားယဉ်ကျေးမှုအစားအစာနဲ့လူနေမှုစနစ်တွေကိုတွေ့မြင်စေနိုင်ပါတယ်။ကိုကျင်လဲတဲ့ပတ်ဝန်းကျင်ပြင်ကိုထွက်ခြင်းဟာကဘာကြီးကိုပို့ပြီးတော့နားလည်စေနိုင်ပါတယ်။တည်တောင်ပြောရမယ်ဆိုရင်တင်မမြင်ဘူးတဲ့အရာတွေဟာတင်ထင်ထားတာထက်ပုံမကျေပြန့်နိုင်ကြောင်းသိရှိစေနိုင်ပါတယ်။နံပါတ်3လူမှုဆက်ဆံရေးတိုးတက်လာစေခြင်းခီးသွားခြင်းဟာကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်ကိုယ်နဲ့မရင်းနှီးတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံရခြင်းကြောင့်လူမှုဆက်ဆံရေးပိုင်းကိုတည်တည်တသာတိုးတက်လာစေပါတယ်။ဒါအပြင်မိသားစုတငယ်ချင်းတွေနဲ့တွားတာဆိုရင်လည်းအမှတ်တရဖြစ်စေမယ့်အချက်တစ်ခုလိုပဲဆိုရမှာပါနံပါတ်၄မိမိကိုယ်ကိုယုံကြည်မှုနဲ့ဆုံးဖြတ်ချက်အားကောင်းလာခြင်းကိုမသိတဲ့နေရာဒေသတစ်ခုကိုတွားရောက်ခြင်းဟာဘယ်ဟုတ်သွားမယ်ဘာလုပ်မယ်ဘလို့ဒီစီစဉ်နေရှိလဲဆိုတာကိုဆုံးဖြတ်ချက်အားကောင်းလာမှာဖြစ်တယ်လို့ကိုဆုံးဖြတ်တဲ့အရာကြောင့်လည်းမိမိကိုယ်ကိုယုံကြည်မှုအားကောင်းစေပါတယ်နံပါတ်5ကဘာကြီးအလောက်ခန်းစားနိုင်ခြင်းကိုထင်ထားတာနဲ့တကယ်မျက်မြင်ကိုယ်တွေ့ဖြစ်တဲ့အရာတွေနဲ့အထင်နဲ့မြင်လွဲမှားနိုင်ကြောင်းသိသာစေပါတယ်ဒါပြင်ကဘာကြီးအလောက်လည်းအခြေတဝန်းခန်းစားနိုင်ပြီးအဓိကကတော့စိတ်ရဲ့အကြည့်တက်ကိုရရှိစေပါတယ်ဘာလို့အဆင်ပြေစေပါတယ်ဒါတွေကတော့ပရိသတ်တွေအတွက်ဘာကြောင့်ခီးထွက်တင်တယ်လဲဆိုတဲ့အကြောင်းအရာကိုခီးသွားရန်အသင့်တော်ဆုံးနေရာများနဲ့တူတစ်ဆက်ပေးတာပါကဲဒါဆိုရင်ခီးသွားလာရန်အတွက်အကောင်းဆုံးနေရာတွေနဲ့ဘာကြောင့်ခီးသွားတင်တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုပရိသတ်တွေသိရှိနားလည်သွားလိမ့်မယ်လို့ယူဆပါတယ်။အော်တာနဲ့ပရိသတ်တွေအတွက်လည်းကဘာတဝမ်းကကိုမရောက်ဖူးတဲ့နေရာတွေကဘိုးတူတာရရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ Story Channel ကို Like and Subscribe ပြုလုပ်ထားကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားဖို့ရဘိုးတူတာရစရာတွေနဲ့တူပရိသတ်တွေရှိမှကိုပြန်လည်ရောက်ရှိလာခဲ့ပါဦးမယ်။အခုတော့နှုတ်ဆက်ချိန်ရောက်ရှိပါပြီ။အားလုံးပဲတက်တာပါ။